မောဟာဆွဲကကြောက်တယ်လုံးလုံးမှာလုံးလုံးမှာကောင်းတယ်လားကောင်းတယ်အဲ့လိုလိုရတယ်နားနေပြီတော့အတွဲကဆိုတော့မော်တော်ကိုဆိုတော့ကားတော့တစ်ခေါက်လိုက်ကြည့်မော်တော်ဘက်ထိုးတော့ဟာခေါင်းတော့မူးသွားတယ်အေးဘလောက်တင်အောင်ဟောရိုးအဘဲနဲ့လေဟာပြေဖို့တောင်းနဲ့သွားဒီနေ့ရောမရအားလာဘူးဒီကဘယ်လိုလဲဒါလို့ပြောရအောင်ခဲမထိုးရဘူးဘာလို့ခေါင်းထိုးခိုင်းခဲရလို့တော့ဘယ်လားခေါင်းထိုးခေါင်းထိုးတာအဲ့တော့ညာလို့တော့စက်ခိုင်းတွဲဆိုအဲ့တွဲဆိုအဲ့တရားခေါင်းဟိုတက်တယ်မှာအဲ့ဒီတက်မှာဟောမကျန်းတော့ကန်ဟိုခဏလေးခဲလို့ပဲဒီမှာလိတ်အဲ့လိုဆုံးပါအဲ့လိုတော့အဲ့ခေါင်းအနေဆုံးအဲ့လိုသွားတော့လာအားရမဲညာမှာသွားနာညနေရှယ်တယ်ငါလည်းဒီဝိုင်းလေးနားပဲအဲ့ဒါပူရန်ကျေလို့